အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဗီဒီယိုလေးမှာတော့ JavaScript ရဲ့ for loop, while loop နဲ့ do while loop တွေကိုရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးမှာက loop တွေကိုဘာကြောင့်အသုံးပြုလဲဆိုတာနဲ့ loop ပတ်တဲ့အခါမှာဘယ်လိုမျိုးအလုပ်လုပ်ပြီးတော့မှပတ်သွားလဲဆိုတဲ့အကြောင်းကိုရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်ဒါဆိုရင်အခု JavaScript ဖိုင်တစ်ခုရေးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ script အဖွင့်အပိတ်လေးရေးလိုက်ပါမယ်။ဒီထဲမှာပြီးတော့ရင်ဒီနေရာမှာ JavaScript ကို console log နဲ့ထုတ်ကြည့်နေပေါ့နော်။ဒီနေရာမှာnumber 1ဒီ number ကိုပဲ 1ကနေပြီးတော့မှ10ထိထုတ်ချင်တယ်အဲဆိုလို့ရှိရင် number 1 number 2 number 3ကနေပြီးတော့မှ number 10ဆိုပြီးတော့ number တွေကို10အထိဒီလိုမျိုးအစင်လိုက်ရေးသွားရမှာပေါ့နော်ဒါဆိုလို့ရှိရင်ဒီမှာ10ခုထုတ်ချင်တယ်ဆိုလို့ရှိရင် console log နဲ့10ကရေးသွားရမယ်ဒါဆိုရင်လူမပတ်ဖဲနဲ့ရေးမယ်ဆိုလို့ရှိရင်တကယ်လို့ကိုကဒီနံပါတ်တွေကို10ကနံပါတ်တွေကိုထုတ်မှာမဟုတ်ပဲနဲ့10ကအလုပ်လုပ်ချင်တယ်ဆိုလို့ရှိရင်10ကထပ်ပြီးတော့မှရေးရမယ်ကိုအလုပ်လုပ်ချင်တဲ့အရေးအတွက်အတိုင်းပေါ့နော်တစ်ခုချင်းစီကိုထုတ်ပေးနေရမယ်ဒါကလူမပတ်ဖဲနဲ့ပုံမှန်အခြေအနေမှာထုတ်မယ်ဆိုလို့ရှိရင်ဒီလိုမျိုးတစ်ခုချင်းစီပြန်ပြီးတော့မှထုတ်ပေးရတာပေါ့နော်တစ်ခုခုကိုလုပ်မယ်ဆိုလို့ရှိရင်လည်းပဲတစ်ခုချင်းစီကိုပြန်ပြီးတော့မှအလုပ်လုပ်အောင်လုပ်ပေးနေရတယ်။အဲဆိုရင်ဒီအခြေအနေမှာဒါကဘယ်လိုမျိုးထွက်မလဲဆိုတာဝင်ကြည့်ပါမယ်။ဒီလိုမျိုးပေါ့နော်နံပါတ်1ကနေပြီးတော့မှနံပါတ်7အထိဒီလိုမျိုးပုံစံလိုချင်တာကိုလူမပတ်ဘူးဆိုလို့ရှိရင်ဒီလိုမျိုး console log နဲ့9ခါထုတ်ပေးရတယ်ပေါ့နော်ဒီနေရာမှာအဲ့လိုမျိုး9ခါမထုတ်ဘဲနဲ့အခြေအနေတစ်ခုအတွင်းမှာဒီကုတ်တွေကိုထပ်ခါအသုံးပြုခြင်းထပ်ခါထွက်ချင်တဲ့အခါမှာပေါ့နော်ထပ်ခါအလုပ်လုပ်ချင်တဲ့အခါမှာလူပတ်ပေးရပါတယ်ဒါဆိုလို့ရှိရင်အခုနံပါတ်1ကနေပြီးတော့မှနံပါတ်7အထိထပ်ခါဒီနံပါတ်တွေကိုထပ်ထွက်ချင်တယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီထပ်ခါအလုပ်လုပ်ချင်တဲ့အတွက်ကြောင့်မို့လို့ဒီနေရာမှာ loop ကိုသုံးပေးသွားပါမယ်ပထမဦးဆုံးဒီနေရာမှာ for loop ကိုရှင်းပြပေးသွားပါမယ် for loop မှာဆိုလို့ရှိရင်သူ့ရဲ့ syntax ကကြတော့ for အရှိမ initialization ပြီးတော့ရင် condition ပြီးတော့ရင် iteration ဆိုပြီးတော့မှရှိပါတယ်ဒီထဲမှာအဲ့ဒီ queen ထဲမှာကိုလုံးချင်တဲ့ကုတ်ကိုရေးပေးရတာပါဒါဆိုလို့ရှိရင်ဒီ queen ထဲမှာကုတ်ကိုရေးပေးရတာပါဒါဆိုလို့ရှိရင်ဒီ initialization ဆိုတာကကြတော့ကိုစချင်းပေါ့နော်ဒီကုတ်ကိုဘယ်အခြေအနေကနေစပြီးတော့မှ run မလဲအဲ့ဒါကိုစဉ်းစားပေးရမှာပါ initialization ကအမြဲတမ်း0ကြီးပဲထားရမယ်လို့ဆိုတာမဟုတ်ပါဘူးသူကကြတော့ကိုကဒီကုတ်ကို5ကနေစပြီးတော့မှ run ကျင်တယ်ဆိုလို့ရှိရင် initialization ကို5ထားပေးလို့ရပါတယ်တကယ်လို့ကိုကဒီကုတ်ကို10ကနေစပြီးတော့မှ run ကျင်တယ်ဆိုလို့ရှိရင် initialization ကို10ထားပေးလို့ရတယ်ဒီ initialization ကကြတော့ကိုဒီ loop ကိုစပတ်ချင်တဲ့အခြေအနေပေါ့နော်ဒါဆိုရင်ကိုက10ကနေပြီးတော့1ထိပတ်မယ်ဆိုလို့ရှိရင်လည်းရတယ်ဒါဆိုတော့ကိုစကျင်တဲ့စမှတ်ဒါဆိုရင် तू ကအမြဲတမ်း0မဟုတ်ပါဘူးကိုစကျင်တာ10ဆိုရင်10ကနေပြီးတော့မှ initialize လုပ်လို့ရတယ်5ဆိုလို့ရှိရင်5ကနေပြီးတော့မှ initialize လုပ်လို့ရပါတယ်ဒါကကြတော့ initialization မှာနောက်တစ်ခုကကြတော့ condition ကကြတော့အခြေအနေကိုစစ်ပေးတာပါဒါဆိုလို့ရှိရင်ဒီ condition ကမှန်နေတဲ့၍ဒီ for တဲ့ကခုတ်ကအလုပ်လုပ်မှာပဲဖြစ်ပါတယ်ဒါဆိုရင်ဒီ condition ကမှားသွားတယ်ဆိုလို့ရှိရင်တော့ဒီ loop က break ဖြစ်သွားမှာပဲဖြစ်ပါတယ်နောက်တစ်ခုကကြတော့ iteration ဒီဟာကကြတော့သူက increment decreasement ကိုပြောပေးတာပါဒါဆိုလို့ရှိရင်ဒီ for တဲ့က code ကအလုပ်လုပ်ပြီးသွားပြီဆိုလို့ရှိရင်ဘယ်လောက်တိုးလာမလဲပေါ့နော်ဒီဘယ်လောက်
ဒီ initialization မှာအဲ့ဒီ variable တစ်ခုထားထားတယ်အဲ့ဒီ variable ကဘယ်လောက်တိုးလာမယ်ဘယ်လောက်လျော့သွားမယ်ဒီလိုမျိုးကိုသူကပြန်ပြီးတော့မှတတ်မှတ်ပေးထားတာပဲဖြစ်ပါတယ်အဲ့လိုမျိုးမဟုတ်ဘဲနဲ့ initialization ပဲရှိပြီးတော့မှ increments decrements တွေမရှိဘူးဆိုလို့ရှိရင်ကြတော့ဒီ condition ကိုဒီ condition ကအမြဲတမ်းမှန်နေတယ်ဆိုလို့ရှိရင်ဒီ loop ကြီးကအဆက်မပြတ်ကြီး run နေမှာပေါ့နော်အဲ့ဒါဆိုတော့ဒီ loop ကြီးအဆက်မပြတ် run မနေအောင်လို့အခြေအနေစစ်ပေးတယ်ပြောလို့ရှိရင်တကယ်လို့ကိုက increment ဖြစ်နေတယ်ဆိုလို့ရှိရင် loop တစ်ခါပတ်ပြီးတိုင်းမှာဒီ variable က increasement ဖြစ်နေတယ်ဆိုလို့ရှိရင် increasement decrement ဖြစ်နေတယ်ဆိုလို့ရှိရင် decreasement ဒီလိုမျိုးရေးပေးရမှာပါဒါဆိုလို့ရှိရင်ဒီ for loop ကိုစမ်းရေးကြည့်ပါမယ် for loop နဲ့ဒီအပေါ်ကဒီ neighbor တွေကိုစမ်းထုတ်ကြည့်မယ်ပေါ့နော်ဒါဆိုရင်ဒီနေရာမှာ for initialization ကအခု neighbor 1ကနေစထွက်ချင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီနေရာမှာ let I equal to 1ဆိုပြီးတော့မှထားပေးပါမယ်ဒီနေရာမှာ neighbor 7အထိထွက်ချင်တယ်ဒါဆိုလို့ရှိရင် I less than 8ဒါကကြတော့တကယ်လို့ကိုက neighbor 7ထားချင်တယ်ဆိုလို့ရှိရင် I less than equal to 7ဒီလိုမျိုးထားလို့ရပါတယ်ဒါဆိုလို့ရှိရင် I ကခုနှစ်ထက်ငယ်မဲ့အချိန်ဒီမှာအလုပ်လုပ်လို့ရှိရင်ခုနှစ်ထက်ငယ်ရမယ်ခုနှစ်နဲ့ညီတယ်ပေါ့နော်အဲ့လိုအခြေအနေမှာဆိုလို့ရှိရင်အလုပ်လုပ်မယ်ဒါဆိုရင်အဲ့ဒီ I ကခုနှစ်ထက်ကြီးသွားတယ်ဆိုလို့ရှိရင်တော့အလုပ်လုပ်မှာမဟုတ်တော့ပါဘူးပြီးတော့ရင်ဒီမှာက I ဒါဆိုရင်ဒီမှာကကြတော့ I less than equal to 7ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ7ကိုရောက်ဖို့အတွက်ဆိုလို့ရှိရင်ဒီညမှာပေါ့နော်ကိုက2တိုးွားခြင်းလေးရတယ်ဒါဆိုရင်1တိုးွားခြင်းလဲဆိုရင် I plus ဆိုပြီးတော့မှဒါကကြတော့ဒီ loop တစ်ခါပတ်ပြီးတိုင်းဘယ်လောက်တိုးသွားမလဲဆိုတာကိုပြန်ပြီးတော့မှပြောပေးတာဖြစ်ပါတယ်ဒီနေရာမှာI greater than equal to 7ဆိုလို့ရှိရင်ကြတော့ဒီ loop ကအလုပ်လုပ်မှာမဟုတ်ဘူးပေါ့နော်ဘာလို့လဲဆိုတော့သူ initialize ထားတာကကြတော့ I ကို1လို့ initialize ထားတာပါဒါဆိုလို့ရှိရင်ဆက်စချင်းအခြေအနေစစ်မယ်ဆိုလို့ရှိရင်1က7ထက်ငယ်တယ်ဒါဆိုလို့ရှိရင်အဲ့ဒီအခြေအနေမှာဒီ loop ကအလုပ်မှာပါတကယ်လို့ greater than ဖြစ်နေတယ်ဆိုရင်1က7ထက်မကြီးတဲ့အတွက်ကြောင့်မို့လို့ဒီ loop ကအလုပ်လုပ်မှာမဟုတ်ပါဘူးအဲ့ဒါဆိုရင်ဒီလိုမျိုးအခြေအနေစစ်တဲ့အခါမှာဒီအရှိက initialization ကိုလည်းကြည့်ပေးရပါသေးတယ်ဒီအထက်က greater than ဒီညမှာပေါ့နော် greater than less than ဘာထားရမှန်းမသိဘူးဆိုလို့ရှိရင်ဒီအရှိက initialization ရဲ့ပြီးတော့ကိုထားခြင်းနဲ့ကိုရောက်ခြင်းနဲ့အခြေအနေပေါ့နော်အဲ့ဒီအခြေအနေတွေကိုလည်းပြန်ပြီးတော့မှစစ်ကြည့်ပေးရပါသေးတယ်ဒါဆိုရင်ဒီမှာက1နောက်တစ်ခါဒီအထက်ကကုတ်ကိုအလုပ်လုပ်ကြည့်ပါမယ်ဒါဆိုရင်ဒီမှာ number ထွက်ထားတယ်ပေါ့နော်ဒါဆိုရင် log number ကအသေးဖြစ်တာမို့လို့ number plus I လို့ရေးလိုက်ပါမယ်ပြီးတော့ရင်ဒီဒါကို run ကြည့်လိုက်ပါမယ်ဒီမှာအောက်က1 2 3 4 5 6 7ကကြတော့ for loop နဲ့သုံးပြီးတော့မှထွက်ထားတာပါဒါဆိုရင်ဒီမှာ console log တစ်ခုရေးလိုက်မယ်โอเคဒီအောက်က number 1 2 3 4 5 6 7ကကြတော့ loop ကိုသုံးပြီးတော့မှထွက်ထားတာပါဒီအပေါ်ကကြတော့ console log ကို9ခါသုံးပြီးတော့မှထွက်ထားတဲ့ output ဖြစ်ပါတယ်ဒါဆိုလို့ရှိရင်အခြေအနေတစ်ခုအတွင်းမှာဒီ code ကိုပဲထပ်ခါအလုပ်လုပ်ချင်တယ်ဆိုလို့ရှိရင် loop ပတ်ပေးရပါတယ်ဒါကကြတော့ loop ပတ်တာကပို့ပြီးတော့မှဒီ code ရေးရတာလည်းနည်းသွားတယ်ပေါ့နော်ဒါဆိုရင်ဒီမှာ for loop ရဲ့အလုပ်လုပ်သွားပုံကိုတစ်ချက်ပြန်ပြီးတော့မှရှင်းပြပေးပါမယ်ဒါဆိုရင်ပထမအခြေအနေမှာဆိုလို့ရှိရင် I ကို1ကနေစပြီးတော့မှထွက်ချင်တာမို့လို့1ထားလိုက်ပါတယ်ဒါဆိုရင် console log မှာဒီ I က1က7ချက်ငယ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီအောက်ကကုတ်ကအလုပ်လုပ်ပါတယ်ဒါဆိုလို့ရှိရင် number 1ဆိုပြီးမှထွက်လာမှာပါဒီကုတ်လုပ်ပြီးတော့သူက I plus လို့ရေးထားတဲ့အတွက်ကြောင့်မို့လို့ I ကိုတစ်တိုးလိုက်ပါတယ်တစ်တိုးတဲ့အချိန်မှာ I က2ဖြစ်သွားပြီဒါဆိုရင် I 2ကလည်းပဲ7ချက်ငယ်တယ်7ချက်ငယ်နေတော့ဒီ console log တဲကဒီကောင်လေးလုပ်ပါမယ်ဒါဆိုရင်ဒီလုပ်ပြီးသွားပြီဆိုလို့ရှိရင် I ကတက်တိုးမယ်ဆိုရင် I က3ဖြစ်သွားတယ်3ကလည်းပဲ7ချက်ငယ်တယ်ဒါဆိုလို့ရှိရင်ဒီကုတ်ထပ်ပြီးတော့မှလုပ်ပါမယ်နောက်တစ်ခါ4ဖြစ်သွားတယ်ဒီကုတ်လုပ်မယ်5ဖြစ်သွားတယ်ဒီကုတ်လုပ်မယ်6ဖြစ်သွားတယ်လုပ်မယ်7ဆိုလို့ရှိရင်ဒီမှာ equal to ပါနေတဲ့အတွက်ကြောင့်မို့လို့7က7နဲ့ညီတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီကုတ်လည်းထပ်ပြီးတော့မှလုပ်ပါမယ်အဲ့ဒီမှာနောက်ထပ်တစ်ခါ I က
1တိုးသွားတဲ့အချိန်မှာ i က8ဖြစ်သွားပါပြီအဲ့ဒီအချိန်လေးမှာဒီ8က7ချက်မငယ်ဘူးပြီးတော့7နဲ့လည်းမညီတဲ့အတွက်ကြောင့်မို့လို့ဒီ loop က break ဖြစ်သွားပြီပဲဖြစ်ပါတယ်ဒါကကြတော့ for loop ရဲ့အလုပ်လုပ်ပုံမှာဒီ for loop ရဲ့အလုပ်လုပ်ပုံကိုပြန်ပြီးတော့မှရှင်းပြပေးတာပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဒီအပေါ်က number 1ကနေပြီးတော့မှ7ထိကိုနောက်တစ်ခါ while loop နဲ့ပြန်ပြီးတော့မှထုတ်ပြပါမယ်ဒါဆိုရင် love while loop မှာဆိုလို့ရှိရင်သူက initialization ကိုဒီ while အခြေအနေမစစ်ခင်အပေါ်မှာ initialization လုပ်ပေးတာပေါ့နော်ပြီးတော့ while loop မှာဆိုလို့ရှိရင်ဒီ while ရဲ့ခွင်းထဲမှာအခြေအနေစစ်ပေးပါတယ်ပြီးတော့ဒီကြားထဲမှာကိုလှုပ်ချင်တဲ့ code ကိုရေးပေးရပါတယ်ဒါဆိုလို့ရှိရင် while loop မှာဆိုလို့ရှိရင်ဒီမှာဒီခွင်းထဲမှာပေါ့နော်သူကအခြေအနေဒီ for loop မှာဆိုလို့ရှိရင်ဒီခွင်းထဲမှာသူက3ခုပါရတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီ while loop မှာကြတော့ condition အခြေအနေကိုပဲဒီ while ရဲ့ခွင်းထဲမှာအခြေအနေစစ်ပေးပါတယ်သူကကြတော့ initialization ကိုဒီအပေါ်မှာ initialization လုပ်တာပေါ့နော်တကယ်လို့ increment decreasement တွေပါလာပြီဆိုလို့ရှိရင်တော့သူကဒီတွန့်ခွင့်အခွင့်ပိတ်ထဲမှာ increment decreasement တွေကိုရေးပေးတာပါဒါဆိုလို့ရှိရင် while မှာလည်းပဲဒီ while တဲကအခြေ condition မှန်နေပြီးလုပ်ပါတယ်ဒါဆိုလို့ရှိရင်အဲ့ဒီ while တဲက condition မှားသွားပြီဆိုလို့ရှိရင်သူကအဲ့ဒီ loop က break ဖြစ်သွားမှာပဲဖြစ်ပါတယ်ဒါဆိုရင် while loop နဲ့အခုနောက်တော့က number 1ကနေပြီးတော့မှ7အထိကိုထုတ်ကြည့်ပါမယ်ဒါဆိုရင် while က initialization ကိုအပေါ်ဆုံးမှာရေးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ let y equal to သူက1ကနေပဲစမှာဖြစ်တဲ့အတွက်ကြောင့်1ဒါဆိုရင် y ထဲမှာအခြေအနေစစ်မယ်သူ့မှာလည်းအခုနောက်တော့လိုပဲ7ထိထွက်ချင်တယ်အဲဒါကြောင့်မို့လို့ y က less than ဒီနေရာမှာတော့8လို့ပြောင်းသွားလိုက်ပါမယ်မတူအောင်လုပ်တာဆိုရင်သူက y က8ထက်ငယ်တဲ့အခြေအနေမှာဒီ y ရဲ့တွန့်ခွင်းတွေကကုတ်ကအလုပ်လုပ်မှာပဲဖြစ်ပါတယ်ဒီနေရာမှာလည်းပဲ number 1ကနေပြီးတော့မှ7ထိထွက်ချင်တာဖြစ်တဲ့အတွက်ကြောင့် number plus i ဆိုပြီးတော့မှရေးပေးလိုက်ပါမယ်ဒါဆိုရင်ဒီအခြေအနေဆိုလို့ရှိရင်ဆက်စချင်းဒီနေရာမှာ y ပေါ့နော်ဒီအခြေအနေမှာဆိုလို့ရှိရင်ဆက်စချင်း y က1ဖြစ်နေမယ်1ဖြစ်နေမယ်ဆိုလို့ရှိရင်အခြေအနေကိုစစ်လိုက်တယ်အခြေအနေကိုစစ်တော့1က8ထက်ငယ်တယ်ဒါဆိုလို့ရှိရင်ဒီကုတ်လုပ်မယ်ဒါဆိုရင် number 1ဆိုပြီးတော့မှထပ်သွားပါမယ်ဒီနေရာမှာတကယ်လို့ increasement မပါဘူးဆိုလို့ရှိရင်ဒီ y က1ပဲဆက်ဖြစ်နေမယ်ဒါဆိုရင်အခြေအနေသွားစစ်မယ်1က8ထက်ငယ်တယ်ဒီကုတ်ထွက်မယ်1က8ထက်ငယ်တယ်ဒီကုတ်ထွက်မယ်ဒါဆိုလို့ရှိရင်သူက y က1ပဲဇာတ်တိုက်ဖြစ်နေမှာပါဒါဆိုရင်အဲ့ဒီ1ကလည်း8ထက်အမြဲတမ်းငယ်နေတဲ့အတွက်ကြောင့်မို့လို့ဒီကုတ်ကဒီဇက်တိုက်အလုပ်လုပ်နေမှာပေါ့နော်အဆက်မပြတ်အလုပ်လုပ်နေမှာပါဒါဆိုရင်အဲ့လိုမျိုးအဆက်မပြတ်အလုပ်လုပ်နေမှာဖြစ်တဲ့အတွက်ကြောင့်မို့ဒီနေရာမှာ increasement တော့မလို့ရှိရင် decreasement တော့ပါရမယ်ပေါ့နော်ဒါဆိုရင်ဒီမှာတစ်ဖြည်းဖြည်းနဲ့1 2 3 4 5 6 7ကတစ်တိုးသွားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ y plus plus ဆိုပြီးတော့မှရေးလိုက်ပါမယ်ဒါဆိုလို့ရှိရင်ဒီမှာy 1ဖြစ်နေတဲ့အချိန်မှာ8ထက်ငယ်တယ်ဒီကုန်းလုံးလုံးမယ်ပြီးတော့လို့ရှိရင် y ကတက်တိုးသွားတယ်2ဖြစ်သွားတယ်2ကကြတော့8ထက်ငယ်တယ်ဒီကုန်းလုံးလုံးမယ်3ဖြစ်သွားတယ်3က8ထက်ငယ်တယ်ဒီကုန်းလုံးလုံးမယ်4ဖြစ်သွားတယ်4က8ထက်ငယ်တယ်ဒီကုန်းလုံးလုံးမယ်ဒီလိုမျိုး loop back ပြီးတော့မှလှုပ်သွားတာဖြစ်ပါတယ်အဲ့ဒီအချိန်ဒီမှာတကယ်လို့အဲ့ဒီကုန်းဒီ y က8ဖြစ်သွားတဲ့အချိန်ဒီမှာဆိုလို့ရှိရင်8က8ထက်မငယ်တဲ့အတွက်ကြောင့်မို့လို့ဒီ loop က break ဖြစ်သွားမှာပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်အခုဒီ loop ကို run ကြည့်ပါမယ်y plus plus ဒီတောင်မျိုးပြန်ပြီးတော့မှ run ကြည့်လိုက်ပါမယ်အခုနောက်တော့က live server နဲ့ run ဟတာဖြစ်ပြီးတော့မှဒီ increasement decreasement မှာထည့်လိုက်တဲ့အတွက်ကြောင့်မို့လို့ကုတ်ကအစမပြတ် run နေတဲ့ပုံစံဖြစ်သွားတာပေါ့နော်ဒါဆိုလို့ရှိရင်ဒီမှာ number 1 2 3 4 5 6 7ဆိုပြီးတော့မှထွက်လာပြီဖြစ်ပါတယ်ဒီအောက်ကကောင်တွေကဒီအပေါ်က1 2 3 4 5 6 7ကို while loop နဲ့ပြန်ပြီးတော့မှပတ်ပေးထားတာပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်နောက်ထပ်တစ်ခုအနေနဲ့ကကြတော့do while loop ကိုသုံးပြသွားပါတယ်ဒါဆိုလို့ရှိရင်
do while လို့မှာဆိုလို့ရှိရင်သူက do ဆိုပြီးတော့မှဒီ do ထဲမှာအလုံးလုံးနဲ့ code ကိုရေးပြရမှာပဲဖြစ်ပါတယ်ဒါဆိုရင်သူကအဲ့လိုမျိုးအလုံးလုံးပြီးတော့မှ while ဆိုပြီးတော့မှအခြေအနေကိုစစ်ပေးတာပါဒါဆိုရင်သူက do ဆိုပြီးတော့မှဒီအထက်အကုတ်ကအလုံးလုံးပဲအလုံးလုံးပြီးတော့မှဒီအခြေအနေကိုလာစစ်ပေးတယ်အဲ့ဒီအတွက်ကြောင့်မို့လို့ဒီအခြေအနေကမှန်မှန်မမှန်မှန်ဒီကုတ်တွေရဲ့သဘောတရားအရာအပေါ်ကနေပြီးတော့မှtop ကနေပြီးတော့မှ bottom အပေါ်ကနေပြီးအောက်အလုံးလုံးတာပေါ့နော်အတွက်ကြောင့်မို့လို့ do ခုတ်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီခုတ်ကအရင်အလုံးလုံးပြီးတော့မှဒီအခြေအနေကိုလာစစ်မှာပါအဲ့ဆိုရင်တကယ်လို့ဒီအခြေအနေကမှန်သည်ဖြစ်စေမှားသည်ဖြစ်စေ do while loop မှာဆိုလို့ရှိရင်ဒီကုတ်ကတစ်ချိန်တော့အလုံးလုံးပါတယ်ဘာလို့လဲဆိုတော့သူက do ဆိုပြီးတော့မှဒီထဲက code ကိုအလုံးလုံးပြပေးထားတဲ့အတွက်ကြောင့်မလို့ပါအဲ့ဆိုရင်ဒီအခြေအနေကိုသူကဒီကုတ်လုံးလုံးပြီးတော့မှလာစစ်တာပေါ့နော်အဲ့အတွက်ကြောင့်မို့လို့အဲ့ဒီအောက်ကအခြေအနေကမှန်သည်ဖြစ်စေမှားသည်ဖြစ်စေအဲ့ဒီအထက်ကကုတ်ကတစ်ချိန်တော့အလုပ်လုပ်ပါတယ်ဒါဆိုလို့ရှိရင်ဒီမှာ do while loop ကိုသုံးကြည့်ပါမယ်ဒါဆိုရင်ဒီနေရာမှာ initialization 1ကနေစမှဖြစ်တဲ့အတွက်ကြောင့်1ထားလိုက်ပါမယ် do okay ဒီချက်ကကိုအလုံးလုံးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့log ဆိုပြီးတော့မှခုနကတော့လိုပဲ number တွေထုတ်လိုက်ပါမယ် number plus 8ပြီးသွားပြီဆိုရင်ဒီနေရာမှာသူက increment decreasement ရေးပေးရပါမယ်ဒါဆိုရင်1တိုးသွားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့8 plus လို့ရေးပေးလိုက်ပါမယ်ပြီးသွားတော့မှအခြေအနေလာစစ်ပါတယ်ဒါဆိုရင်8 less than equal to 7ဒါကို run ကြည့်ပါမယ်ဒီမှာ output by using do while loop ဆိုပြီးတော့မှ number 1ကနေပြီးတော့မှ7ထိထွက်လာပါတယ်ဒါကကြတော့ do while loop ကိုသုံးပြီးတော့မှ output ထုတ်တာပေါ့နော်ဒါဆိုရင်ဒီနေရာမှာဒီအခြေအနေကမှန်တယ်ပေါ့နော်ဒီမှာ1ဆိုလို့ရှိရင်ဒီကောအလုပ်လုပ်တယ်လုပ်ပြီးတော့ဒီမှာ2ဖြစ်သွားတယ်အခြေအနေကိုသွားစစ်တယ်ဒါဆိုလို့ရှိရင်7ချက်ငင်နေတယ်ဒီကုတ်ထပ်ပြီးတော့မှအလုပ်လုပ်တယ်အဲ့လိုမျိုးသူကအခြေအနေမှန်နေရပေါ့နော်ဒီအခြေအနေမှန်နေတဲ့အတွက်ကြောင့်မလို့ကုတ်ဆက်ပြီးတော့မှအလုပ်လုပ်နေတာပါတကယ်လို့ဒီနေရာမှာ greater than equal to 7ထားလိုက်မယ်ပေါ့နော်အဲ့ဆိုရင်ဒီနေရာမှာ1 output ထွက်သွားတယ်1လို့ထွက်သွားတယ်ဒါပေမဲ့အဲ့ဒီ1ကကြတော့7ချက်မကြည့်ပါဘူးအဲ့ဒါဆိုလို့ရှိရင်မကြည့်ပေမဲ့ဒီအခြေအနေမမှန်ပေမဲ့သူက do ဆိုပြီးတော့မှဒီကုတ်ကိုအလုံးလုံးခိုင်းထားတဲ့အတွက်ကြောင့်မို့လို့ဒီကုတ်ကအနည်းဆုံးတစ်ချိန်တော့အလုံးလုံးပြီးမှာပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဒီနေရာမှာပြန်ပြီးတော့ run ကြည့်ပါမယ်တကယ်တော့ loop သုံးလို့ရှိရင်live server မသုံးတာအကောင်းဆုံးပေါ့နော် live server သုံးလို့ရှိရင်သူကကိုရေးနေတာကိုထိုက်ဒီမှာလာပြီးတော့မှ live run ပြနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုကတကယ်လို့ increment decreasement တွေမထည့်ဘဲနဲ့အဲ့ loop ကလည်းမှားသွားတယ်ဆိုလို့ရှိရင်အဲ့ကုတ်ကအဆက်မပြတ် run နေမှာပေါ့နော်အဲ့လိုမျိုးပုံစံဖြစ်နေမှာပါဒါဆိုရင်ဒီမှာoutput by using do while loop မှာ number 1တခုပဲထွက်ထားပါတယ်အဲ့ဒါကကြတော့အခုဒီမှာ1က7ထက်ကြီးမနေဘူးပေါ့နော်အဲ့ဒီအခြေအနေကြီးမနေတဲ့အခြေအနေဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီအခြေအနေကမမှန်ပါဘူးဒီအခြေအနေမမှန်တဲ့အတွက်ကြောင့်မို့လို့ဒီ do ရဲ့နောက်ကကုတ်ကတစ်ချိန်ပဲအလုပ်လုပ်သွားတာပဲဖြစ်ပါတယ်ဒါကကြတော့ဒီကုတ်တွေကိုချက်ခါအလုံးလုံးချင်တဲ့အခါမှာဒီအခြေအနေတစ်ခုအတွင်းမှာပေါ့နော်ဒီအခြေအနေတစ်ခုအတွင်းမှာကုတ်တွေကိုထပ်ခါအလုံးလုံးချင်တဲ့အခါမှာဒီသုံးပေးတဲ့ loop တွေအကြောင်းကိုဒီနေရာမှာ JavaScript ရဲ့ for loop while loop နဲ့ do while loop ကိုရှင်းပြပေးသွားတာပဲဖြစ်ပါတယ်ဒါဆိုရင်ဒီတိကျသွားပြီဆိုရင်နည်းနည်းလောက်exercise လေးလုပ်ကြည့်မယ်ပေါ့နော်နည်းနည်းကုတ်တွေညားနေတဲ့အတွက်ကြောင့်မို့လို့ဒီဒါလေးကို comment ပေးခဲ့လိုက်ပါမယ်ဒီအခြေအနေမှာခုနကတော့ငါပြောလိုက်တယ်ကိုယ့်ရဲ့ initialization ကိုက1ကနေမစဘဲနဲ့ကိုက10ကနေပြီးတော့1ထွက်ချင်တယ်ဆိုလို့ရှိရင်10ထားလို့ရတယ်ပေါ့နော်ဒါဆိုရင် initialization ကို10ထားလို့ရတယ်အဲ့လိုမျိုး10ထားပြီးတော့မှနှုတ်ထုတ်သွားမယ်ဆိုလို့ရှိရင်10 9 8 7 6အဲ့လိုမျိုးနောက်ကြောင်းပြန်ပြီးထွက်သွားမှာပေါ့နော်ဒါဆိုရင်အခုဒီမှာ for ကိုက10ကနေစထွက်ချင်တယ်ဆိုလို့ရှိရင် initialization ကို10ထားလိုက်ရပါတယ်ဒါဆိုရင်10ကနေပြီးတော့မှ1အထိထွက်ချင်တယ်ဒါဆိုလို့ရှိရင်
ဒီနေရာမှာဒီ1ကကြတော့10ကကြတော့ကိုက1ထိထွက်ချင်တယ်ဒါဆိုလို့ရှိရင်10က1ထက်ကြီးနေပါတယ်ဆိုလို့ရှိရင်တစ်ခုနှုတ်မယ်ဆိုလို့ရှိရင်လည်း9ကလည်း1ထက်ကြီးနေတယ်အဲဆိုဒီနေရာမှာကြတော့ greater than ကိုသုံးရမှာပါ greater than equal to 1ပြီးတော့လို့ရှိရင်10ကနေပြီးတော့မှ1ထိထွက်ချင်တယ်ဒါဆိုလို့ရှိရင်တစ်ခုစီနှုတ်သွားရမှာပေါ့နော်10 9 8 7 6အဲ့လိုမျိုးထွက်ချင်တာဆိုတော့တစ်ခုချင်းစီနှုတ်သွားရဲဆိုရင် I minus ဒီလိုမျိုးရှိပေးရမှာပါဒါဆိုလို့ရှိရင်ဒီနေရာမှာဘာကိုထုတ်ချင်တာလဲဆိုတော့ခုနကတော့လိုပဲ number တွေထုတ်ကြည့်မယ်ပေါ့နော် number plus I လို့ထုတ်ကြည့်ပါမယ်ဒါဆိုရင်ဒါကို run ကြည့်လိုက်ပါမယ်ဒီလိုမျိုးတန်းကနေပြီးတော့မှ1ထိထွက်လာတယ်ပေါ့နော်အဲ့ဒါကကြတော့အခုနောက်တော့ကိုကတန်းကနေစပြီးတော့မှထွက်ကျင်တယ်ဆိုလို့ရှိရင် initialization ကိုတန်းထားလို့ရပါတယ်ဒါဆိုတော့1ထိထွက်ကျင်တာဒါဆိုတော့ဒီနေရာမှာတန်းက1ထဲကြီးတယ်အဲ့ဆိုအဲ့ဒီအခြေအနေအလုံးလုံးဖို့အတွက်ဆိုလို့ရှိရင်ဒီနေရာမှာ greater than equal to 1ထားပေးရမှာပါဒီနေရာမှာတစ်တိုးပြီးတော့တစ်နှုတ်ပြီးတော့မှထွက်သွားခြင်းနဲ့10 9 8 7 6 5 4ဆိုတဲ့အတွက်ကြောင့်မို့လို့I minus ထားပေးတာပါဒါဆိုရင်အခြေအနေကိုပြန်စစ်ကြည့်မယ် I က10ဖြစ်နေတဲ့အခြေအနေမှာ10က1ထက်ကြီးတော့ဒီကုတ်လုံးလုံးမယ်1ရော်သွားတယ်9ဖြစ်သွားတယ်9က1ထက်ကြီးနေတယ်ဒီကုတ်လုံးလုံးမယ်ဒါဆိုရင်အဲ့ဒီမှာ8ဖြစ်သွားတယ်8က1ထက်ကြီးနေတယ်ဒီကုတ်လုံးလုံးမယ်ဒီလိုမျိုးသူကလှုပ်သွားတာပဲဖြစ်ပါတယ်ဒါဆိုရင်ဒီတာကိုအခုနောက်တော့လိုပဲwhile လို့နဲ့ထပ်ပြီးတော့မှသုံးပြပါမယ်10ထားလိုက်မယ်ပြီးတော့ရင် while သူကလည်းပဲ8က greater than equal to 1ဒီနေရာမှာ greater than ဆိုလို့ရှိရင်0ထားလို့ရပါတယ်အဲ့ဒီအခြေအနေမှာဘယ်ကအလုပ်လုပ်မလဲဆိုရင် number plus x ကအလုပ်လုပ်ပါမယ်ပြီးတော့ဒီနေရာမှာ increment decreasement ရေးပေးရပါဦးမယ်ဒါဆိုတော့ minus loop တွေအဆက်မပြတ်ပတ်နေလို့ပေါ့နော်အဲဆိုရင်ဒီမှာလည်းပဲ10 9 8 7 6 5 4 3 2 1ဆိုပြီးတော့မှထွက်လာပါတယ်ဒါကကြတော့ဒီခုနက initialization ကိုထားခြင်းနဲ့0ကနေစမထားဘဲနဲ့ကိုစခြင်းနဲ့အမှတ်ကနေပြီးတော့မှစထားလို့ရတယ်ဆိုတဲ့အကြောင်းကိုပြပေးသွားတာပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်နောက်ထပ်တစ်ခုအနေနဲ့ကကြတော့ဒီနေရာမှာoutput ကဘယ်လိုပုံစံမျိုးလေးဖြစ်ချင်လဲဆိုလို့ရှိရင်1 into 1 equal to 1 into 2 equal to 2 1 into 3 equal to 3 1 into 2 into 1 equal to 1ဒီလိုမျိုးပုံစံလေးပေါ့နော်ဒါဆိုရင်ဒီလောက်ပဲ copy ယူလိုက်ပါမယ်ဒီနေရာမှာ2 into 2 equal 4 2 into 3 equal 6 3 into 1 equal 3 3 into 2 equal 6 3 into 3 equal 9ဒီလိုမျိုးပုံစံထွက်ချင်တယ်ပေါ့နော်ဒါဆိုရင်ဒီနေရာမှာဘာကိုသုံးပေးမလဲဆိုလို့ရှိရင်nested loop ကိုသုံးပေးပါမယ် nested loop ဆိုတာကကြတော့ loop တွဲမှာ loop တွေထပ်ပတ်ထားတာပါဒါဆိုရင် loop ထဲမှာ loop တွေထပ်ပတ်ထားတာကို nested loop လို့ခေါ်ပါတယ်
next loop တန်းမှာ loop တွေထပ်ပတ်ထားတာ nested loop ပေါ့နော်ဒါဆိုလို့ရှိရင်ဒီဥစ္စာကိုဒီ1 into 1 equal to 1 1 into 2 equal to 2 1 into 3 equal to 3ပြီးတော့2 into 1 equal to 1 2 into 2 equal to 4ဒီကောင်ကို nested loop ကိုသုံးပြီးတော့မှရေးမှာပေါ့နော်ဒါဆိုလို့ရှိရင်ဒီအချိန်တွေမှာဆိုလို့ရှိရင်ပထမဆုံး1ဒီနေရာမှာပေါ့နော်1ခဏန်းတွေကဒီနောက်ကခဏန်းတွေကကျွန်တော်မြှောက်သွားလို့ရတယ်အဲ့ဆိုလို့ရှိရင်ဒီအရှိရခဏန်းတွေကိုပဲအရင်ကြည့်လိုက်မယ်ဒီအရှိမှာဆိုလို့ရှိရင်1 3က2 3က3 3ကဒါဆိုရင်ဒီအရှိက1ဖြစ်နေတဲ့အချိန်တွေမှာဒီနောက်မှာ1 2 3ဆိုပြီးတော့မှလောက်လုပ်တယ်ဒီအရှိမှာ2ဖြစ်နေတဲ့အချိန်မှာဒီနောက်မှာ1 2 3ဆိုပြီးတော့မှလောက်လုပ်တယ်ဒီအရှိမှာ3ဖြစ်နေတဲ့အချိန်တွေမှာဒီနောက်မှာ1 2 3ဆိုပြီးတော့မှလောက်လုပ်ပါတယ်โอเคအဲ့ဒါဆိုရင်ဒီအခြေအနေမှာဆိုလို့ရှိရင်ဒီပထမ loop မှာဘယ်လောက်ဘယ်နှခုရှိဘယ်နှကြိမ်ပတ်မလဲဆိုတော့ပေါ့နော်ပထမ loop ဒီအရှိကကျတော့ပထမ loop ဒါဆိုရင်1 2 3ပထမ loop က3ခါပတ်မှာပဲဖြစ်ပါတယ်ဒါဆိုရင်ပထမ loop တစ်ခါပတ်နေတဲ့အချိန်မှာအနောက်ကလည်း3ခါပတ်မယ်ဒါဆိုလို့ရှိရင်ပထမလူဒုတိယအကြိမ်ပတ်နေတဲ့အခါမှာအတွင်းကလူကလည်း3ကြိမ်ပတ်မယ်ပထမလူတတိယတစ်ခါပတ်နေတဲ့အချိန်မှာနောက်ထပ်အတွင်းကလူ3ကြိမ်ပတ်မယ်ဒီလိုမျိုးပြန်ပြီးတော့စဉ်းစားတော့မှာပေါ့နော်ဒီနောက်ကကောင်တွေကကြတော့ဒီအရှိရခဏန်းတွေကိုပြန်မြှောက်လိုက်ရင်ထွက်လာတာဆိုတော့ဒီအရှိကိုပဲစဉ်းစားပေးစရာလိုပါတယ်ပြီးတော့ဒီအမြောက် sign လေးတွေပေါ့နော်ဒါကကြတော့ English character x ကိုသုံးထားတာပါဒီ equal to ဒါလေးတွေကကြတော့ဒီနေရာမှာ JavaScript ကိုအဲ့လိုမျိုးဂိမ်းတည်ထားမယ်ဆိုလို့ရှိရင်double quote ထဲကိုထည့်ရေးရတယ်အဲ့ဒီ gain တင်နဲ့ variable ကိုပေါင်းရေးမယ်ဆိုလို့ရှိရင် plus နဲ့ပေါင်းရေးရတယ်ပေါ့နော်အဲ့ဒီ new ကိုသုံးပြီးမှရေးသွားမှာပါဒါဆိုရင်ပထမ loop မှာ1 2 3ဆိုပြီးတော့မှ तू က loop ကို3ခါပဲပတ်ထားပါတယ်ဒါဆိုရင် for तू ကဒီမှာ1ကနေစထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ let I equal to 1ပြီးတော့3အထိပဲပတ်ထားတယ်အဲ့ဒါကြောင့်မို့လို့ I less than equal to 3 1 2 3ဖြစ်တဲ့အတွက်ကြောင့်မို့ तू က1စီတိုးသွားတာဒါဆိုရင် I plus ဒီလိုမျိုးရေးပြပါမယ်ပြီးသွားပြီဆိုလို့ရှိရင်ဒီပထမဒီ loop စပြီးတော့မှအလုပ်လုပ်ပြီပေါ့နော်ဒီ for loop စပြီးတော့မှအလုပ်လုပ်တဲ့အချိန်မှာဒီ I က1ဖြစ်နေမှာပါဒါဆိုရင်အဲ့ဒီ I 1ဖြစ်နေတဲ့အချိန်တွေမှာအတွင်းက loop က1နဲ့3ခါထပ်ပြီးတော့မှအလုပ်လုပ်ပါတယ်ဒါဆိုရင်ဒီနေရာမှာ for let j equal to 1သူကလည်း1 2 3ဆိုတော့1ကနေပဲစမယ် j less than equal to 3 j plus okay ဒါဆိုလို့ရှိရင်ဒီအပြင်က for loop ကဆက်စချင်းမှာ I က1ဒီအပြင်က for loop I 1ဖြစ်နေတဲ့အချိန်ဒီမှာဒီအတွင်းက for loop ကဒီမှာ3ကအလုပ်လုပ်မယ်ဆိုတဲ့သဘောပါဒါဆိုရင်ဒီ syntax ကပြီးသွားပြီပေါ့နော်အထက်ကထုတ်ချင်တဲ့ code ကိုကြတော့ log ဒါဆိုလို့ရှိရင်ဒီ1ကကြတော့အပြင်က loop I ကိုရေးထားတာပါဒါဆိုရင် I plus အမြောက်ကိုကြတော့ gain တည်ဖြစ်တဲ့အတွက်ကြောင့်လို့ထားပြကုတ်ထဲကိုထည့်ရေးမယ်ပြီးသွားရင် plus ဒီအနောက်က1နဲ့3ကကြတော့ဒီအထက်က G ပါဒါဆိုလို့ရှိရင် G ပြီးသွားရင် plus equal to plus I into J ဒီလိုမျိုးပုံစံပေါ့နော်ဒါဆိုရင်ဒီ loop ကိုနည်းနည်းလောက်ရှင်းပြပေးပါမယ်ဒါဆိုရင်ဖတ်စာကြည့်မှာပထမ loop I က1ဖြစ်နေတဲ့အချိန်ဒီမှာဒီမှာ J က1ဖြစ်မယ်ဒါဆိုလို့ရှိရင်ဒီ for loop ပတ်မယ်ပေါ့နော်ဒါဆိုရင်1 into 1 equal to 1ဆိုပြီးတော့မှထွက်မှာပါဒါဆိုရင်ဒီနေရာမှာဒီ J က2ဖြစ်သွားပြီ J 2ဖြစ်သွားတဲ့အချိန်ဒီမှာ3ချက်ငယ်နေသေးတယ်အဲ့ဒါကြောင့်မို့လို့ I က1 into 2 equal to 2ဆိုပြီးတော့မှထွက်မှာပါအဲ့ဒီအခြေအနေမှာဒီအတွင်းက loop ပြန်ပတ်မယ်ဒါဆိုရင် J က3ဖြစ်သွားတယ်3က3နဲ့ညီတာဖြစ်တဲ့အတွက်ကြောင့်မို့ဒီအောက်က code လုပ်ပါမယ်ဒါဆိုရင်1 into 3 equal to 3ဒီလိုမျိုးလုပ်မှာပါဒါဆိုရင်နောက်က J က4ဖြစ်သွားတယ် J 4ဖြစ်တဲ့အချိန်တွေမှာသူကဒီ4က3ထက်လည်းမငယ်ဘူး3နဲ့လည်းမညီတာဖြစ်တဲ့အတွက်ကြောင့်မို့ဒီအတွင်းက loop က break ဖြစ်သွားပြီပဲဖြစ်ပါတယ်ဒါဆိုရင်အတွင်းက loop break ဖြစ်သွားတဲ့အချိန်တွေမှာအပြင်က loop ပြန်စပါမယ်အဲ့ဒီအချိန်တွေမှာ I က1တိုးသွားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ I က2ဖြစ်သွားပါပြီဒါဆိုရင် I 2ဖြစ်သွားတဲ့အချိန်တွေမှာဒီအတွင်းက loop အစကနေပြန်စပါမယ် I 2ဖြစ်သွားတဲ့အချိန်တွေမှာ J က1ဒါဆိုလို့ရှိရင်2 into 1 equal to 2ပြီးသွားလို့ရှိရင် J က1တိုးသွားမယ်
J1 တိုးသွားတာက3ထက်ငယ်နေတယ်2 into 2 equal to 4နောက်တစ်ခါ J1 တိုးသွားမယ်3က3နဲ့ညီတယ်2 into 3 equal to 6ဒါဆိုရင် J4 ဖြစ်သွားတဲ့အချိန်ဒီမှာ3နဲ့လည်းမညီဘူး3ထက်လည်းမငယ်ဘူးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအတွင်းက loop က break ဖြစ်သွားပါပြီဒါဆိုရင်ဒီအပြင်က for loop ထပ်ပြီးတော့မှအလုပ်လုပ်ပါမယ်အဲ့ဒီအချိန်ဒီမှာ i က3ဖြစ်သွားပြီ i 3ဖြစ်သွားတဲ့အချိန်ဒီမှာဒီအတွင်းမှာထပ်ပြီးတော့မှ3ကထပ်ပြီးတော့မှပတ်မှာပါ okay 3ကထပ်ပတ်ပြီးသွားပြီဆိုလို့ရှိရင်ဒီအတွင်းက loop break ဖြစ်သွားရင်အပြင်က loop ပြန်ပတ်မယ်အဲ့ဒီအချိန်ဒီမှာ i က4ဖြစ်သွားတဲ့အချိန်ဒီမှာ4က3ထက်လည်းမငယ်ဘူး3နဲ့လည်းမညီတဲ့အတွက်ကြောင့်မို့လို့ဒီ loop နှစ်ခုလုံး break ဖြစ်သွားပြီပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဒီဟာကို run ကြည့်ပါမယ်ဒီလိုမျိုးပါဒါဆိုလို့ရှိရင်ဒါကကြတော့ for loop ကိုသုံးပြီးတော့မှဒီလိုမျိုးပုံစံလေးရအောင်လို့ nested loop ကိုသုံးပြီးတော့မှတွက်ပြသွားတာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်အားလုံးပဲ loop ပတ်တာကိုဒီလောက်ဆိုလို့ရှိရင်တတိချက်ချာနားလည်သွားပြီလို့ထင်ပါတယ်ဒီတိတ်ပြီးတော့မသိသေးဘူးဆိုလို့ရှိရင်လည်းဒီဗီဒီယိုကိုနောက်တစ်ခေါက်ပြန်ပြီးတော့မှကြည့်လို့ရပါတယ်အားလုံးပဲကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်